ရှိရှိတုန်းကဒဏီတော်ရွာမှာကျောင်းတက်ရောက်နေတဲ့မပူကျွဲဆိုတဲ့ကလေးမလေးတယောက်ရှိတဲ့张姐妹一场姐妹，张狗表表大姐妹。 သူကကျောင်းတက်မပြင်းပေမဲ့သူများတွေထံညှထိုင်းတာကြောင့်ဆီယာမတွေစူတာရောတငယ်ချင်းတွေဝိုင်းစားတာကိုရောနေ့စဉ်နဲ့မျှခံရပါတဲ့။အဲကြတော့မပူကျွဲတို့ဆီယာမကကျောင်းသားတွေအားလုံးကိုစာချက်ခိုင်းလိုက်ပါတဲ့။ဒီလိုစာကိုထင်ကောမရှိဆိုနိုင်တဲ့သူကိုစာအုပ်နဲ့ဘောပင်တွေစူချမယ်လို့ပြောလိုက်ပါလေရော什么别墅啊？没样样就变。伢爱看啦大大个啥没啦那没啦，爱看啦大大个啥没啦那没啦，伢爱看啦要管。ဒီလိုနဲ့သူကမရရင်လည်းနေပါစီတော့ဆိုပြီးဆုံးဖြတ်ချက်ချဖို့လုပ်တော့မှအိမ်မော်တက်နေတဲ့ခရူးငယ်လေးတစ်ကောင်ကိုသူတွေးလိုက်ပါတဲ့ခရူးငယ်လေးကတိုင်လေးတစ်တိုင်မော်တက်လိုက်ပြုတ်ကျလိုက်ပြုတ်ကျသွားလိုက်ပြန်တက်လိုက်ဖြစ်နေတာပေါ့ဒါပေမဲ့ခရူးငယ်လေးကဇွဲမလျှော့ပဲတက်တော့နောက်ဆုံးမှာတိုင်ဖျားစီကိုရောက်သွားပါတဲ့ဒါနဲ့မပူကျွဲကလည်းခရုံးငယ်လေးတောင်ပြုတ်ကျလိုက်ပြန်တက်လိုက်နဲ့တိုင်ဖျားကိုရောက်သွားတာပဲငါကဘာလို့မလုံနိုင်ရမှာလဲဆိုပြီးမခံစင်စိမ့်နဲ့စာပြန်ချက်ပါလေရောနောက်တနေ့အတန်းထဲမှာကျောင်းသားတွေကိုစာမေးတဲ့အခါမပူကျွဲလေးကအထင်ကောမရှိဆိုနိုင်ပြီးဆ iam မပေးတဲ့စုကိုရသွားပါတဲ့ဒီလိုရသွားတော့ဆ iam မရောကျောင်းသားတွေရောကမပူကျွဲလေးကိုဝိုင်းဝန်းချီးမြှောက်ကြပါတဲ့ဒါကြောင့် AI Animation Studio ရဲ့ပုံနာထောက်သူတွေအနေနဲ့လည်းအောင်မြင်ခြင်းရဲ့ဇွဲရှိရှိနဲ့စူးစမ်းလှုပ်ဆောင်ပါလို့တိုက်တွန်းလိုက်ပါတယ်ရှင်